ဒါဟာငိုရလောက်အောင်တန်ဖိုးရှိတယ်လို့မထင်သေးတဲ့အရာတွေပြက်တဲ့အချိန်မှာတော့ငိုသေးမှာမဟုတ်ဘူးပေါ့ငိုရလောက်အောင်တန်ဖိုးရှိတယ်လို့ကိုထင်ထားတဲ့အရာပြက်ပြီဆိုရင်တော့ငိုမှာပဲဟုတ်လားအဲ့တော့ဘုန်းတို့ပျက်စီးမှုဆိုတာကအကျဉ်းများအဖြစ်သိပြီးတော့မထိခိုက်စေတဲ့ပျက်စီးမှုတွေလည်းရှိတယ်ဆူဆူဝါဝါထိခိုက်သွားစေတဲ့ပျက်စီးမှုတွေလည်းရှိပျက်စီးမှုကတော့အများကြီးပဲဥစ္စာပစ္စည်းတွေပျက်စီးတယ်တချို့ကြတော့လည်းပဲအသိဉာဏ်အထိုက်လျောက်ရှိတဲ့အခါကျတော့ဥစ္စာပစ္စည်းပျက်စီးတာလောက်နေတော့မငိုသေးဘူးပေါ့ဒါပေမဲ့တချို့ကြတော့လည်းပဲခန္ဓာရည်နေတဲ့အခါကျတော့ငိုယုံနေမကဘူးယူသွားတဲ့လူတွေတောင်ရှိဘဝမှာနေခြင်းစိတ်တောင်မရှိတော့ပါဘူးဆိုပြီးတော့ဥစ္စာပစ္စည်းပျက်စီးလို့တတ်သေးတဲ့လူတွေတောင်ရှိတယ်ဟုတ်လားအဲ့ဒါဘုရားဒီကနေ့ဥစ္စာပစ္စည်းပျက်စီးလို့တောကပတိတွေဝါဖြစ်ရမယ့်အကြောင်းအရာလောက်တော့မပြောကျင်သေးဘူးဘာပြောကျင်လို့ဆိုတော့လူကိုတကယ်ထိခိုက်မှုဖြစ်စေတဲ့အစဉ်ပြေပြေဖြတ်တန်းဖို့အလွန်ခက်မဲ့ပျက်စီးမှုအဲ့ဒါကဘာတော့ဆိုတော့နော်ကိုချစ်ရတဲ့ခင်ရတဲ့ပုံကိုယ်တွေနဲ့ကွဲကွာရတယ်ဆိုတဲ့အမှုပျက်စီးမှုအဲ့ဒါပျက်စီးမှုပဲလေဘာပျက်စီးသွားတာတော့အတူတူနေရတယ်ဆိုတဲ့အခြေအနေပျက်စီးသွားတာဟုတ်တယ်မဟုတ်လားအဲ့ဒီအတူတူနေရတယ်ဆိုတဲ့အခြေအနေပျက်စီးသွားတာကိုလူတွေဟာသိပြီးတော့တိမခံနိုင်ကြဘူးစိုးရိမ်ကြတယ်ငိုကြွေးကြတယ်ဟုတ်လားနောက်ဘုံဘုံတို့နာခြင်းတရားနဲ့တွေ့လာတဲ့အခါမှာဒါဘာကြောင့်နာခြင်းတရားဖြစ်တာတုံးလို့မင်းဒီနာခြင်းတရားဟာဘာပျက်စီးမှုလဲလို့မင်းဘယ်လိုပြောမလို့ကျမ်းမာရေးပျက်စီးတာဟုတ်လားခန္ဓာကိုယ်နေတာထိုင်တာရှိနေတဲ့အခြေအနေလေးပြက်သွားတာအခုဒါဘုံဘုံတို့ကနေတာထိုင်တာရှိနေတဲ့အခြေအနေကိုတန်ဖိုးထားအောင်မှမသိတာကိုယ့်ကိုမလေးငါရတောက်လိုက်တာအခုဘာယောဂမလားမရှိဘူးကောင်းလိုက်တာလို့လူတွေကဒီဟာလေးကိုအတိအမှပြုတ်ခဲတယ်ပေါ့နော်ဟာတကယ်နေမကောင်းထိုင်မကောင်းဖြစ်ပြီဆိုတော့မှဒီနေတာထိုင်တာရှိခဲ့တဲ့အနေအထားလေးကိုအလွန်လွမ်းတယ်ပေါ့တခါတလေတရက်လောက်ရှိသေးတယ်နေမကောင်းတာကလွမ်းလာပြီနေကောင်းနေတဲ့အခြေအနေလေးကိုပြန်ရောက်ချင်လာပြီဟုတ်လားအဲ့တော့ကျမ်းမာရေးဖောက်ပြန်နေနော်နာရတယ်ဆိုတာနေတာထိုင်တာရှိတဲ့ကျမ်းမာတဲ့အခြေအနေလေးပါဖြစ်သွားတာတော့ပြက်သွားတာဒါလည်းပျက်စီးမှုပဲနော်အဲ့ဒီပျက်စီးမှုနဲ့ကြုံရင်လည်းဘုံဘုံတို့ရဲ့စိတ်ဟာအလွန်ထိခိုက်ရလိမ့်မယ်ဟုတ်လားစေယုံစေကမှာစိတ်ကူးလေးနဲ့နေကြည့်လိုက်အရန်စိတ်ပြက်စရာကောင်းပါလေမသွားလို့လည်းမရဘူးတကယ်ပြက်နေပြီဆိုရင်သူတို့ကမှပြင်နိုင်တာကိုဟုတ်လားနောက်ထပ်ဘုံဘုံတို့အကြီးအမားဆုံးပျက်စီးမှုကဘာလဲဆိုတော့ရှင်သန်မှုပျက်စီးတာသိရင်တရားနဲ့တွေ့လာတဲ့အခြေအနေတစ်ခုပေါ့နော်အဲ့ဒီရှင်သန်မှုပြက်တာကတော့သူကအရာအလုံးပြက်တယ်လို့တောင်ဆိုနိုင်ပါလေသူတော်ကောင်းတရားတော့ပြက်တယ်လို့တော့မပြောနိုင်ဘူးပေါ့လေသူတော်ကောင်းတရားရှိနေရင်သေလည်းပဲသူတော်ကောင်းတရားတော့မပြက်ဘူး